မကောင်းတာလုပ်တဲ့လူတွေကြီးပွားနေတယ်ကောင်းတာလုပ်တဲ့လူတွေကမွဲနေတယ်ကြီးပွားခြင်းမွဲခြင်းဟာတခြားအကြောင်းရှိသို့တော့အဲ့ဒီအကြောင်းကိုမသိဘဲနဲ့ကောင်းတာလုပ်လို့မွဲတယ်မကောင်းတာလုပ်လို့ချမ်းသာတယ်လို့အမြင်ဆောင်သွားတဲ့လူတွေလည်းရှိတကယ်ကတော့သဘာဝတရားဆိုတာကောင်းတာလုပ်ရင်ကောင်းတဲ့အလုပ်ဒီကောင်းကျိုးကိုပဲပေးမှာဖြစ်တယ်မကောင်းတဲ့အလုပ်ဒီမကောင်းကျိုးကိုပေးမယ်သို့တော့ကံတရားရဲ့အကျိုးပေးမှုဟာအခုလုပ်အခုမဟုတ်ငရုတ်ဒီစားလိုက်မယ်ဆိုရင်အခုစားအခုဆက်တယ်မဟုတ်လားကံကအဲ့လိုမဟုတ်ဘူးငရုတ်ဒီနဲ့မတူဘူးထုံအိုးတဲ့အခုလက်၌လက်ဖြူသွားမယ်နော်ကတ္တရာဘုံနဲ့ခုလက်၌ခုလက်မဲသွားမယ်အဲ့ဒါနဲ့မတူဘူးကံကြတော့ဗာနဲ့တူတော့ဆိုသစ်ပင်စိုက်တာနဲ့တော့တူပြန်သစ်ပင်စိုက်တာကြတော့တရေပင်လေးတစ်ပင်စိုက်တဲ့တာခဏိစိုက်လက်ဖြံပေါက်တပည့်ခတည်းသီးစားလို့မရဘူးအချိန်တစ်ခုကိုစောင့်ရတယ်ကံတရားဟာဒီတိုင်းပဲအဲ့ဒီလိုအချိန်တစ်ခုစောင့်ပြီးတော့မှသစ်ပင်များသည့်အချိန်တန်မှအသီးသီးတယ်လို့ကံတရားဟာလည်းကိုယ်ရင်နဲ့ရောက်သွားရင်တဖြည်းဖြည်းရင့်လာပြီးတဲ့အခါမှာရှင်းကျက်လာပြီးတဲ့နောက်မှာသူကအကျိုးကိုဖြစ်ပေါ်စေတာဖြစ်တယ်ထမင်းချက်တာတောင်မှအခုချက်အခုစားလုံးဝမရသေးတာစောင့်ရအောင်မှာပေါ့အမြန်ဆုံး3မိနစ်စောင့်ဆိုတာကြားဘူးကြတယ်မဟုတ်လားနော်ထမင်းစားခြင်းတောင်မှ3မိနစ်ဆိုပြောကြသေးတယ်မဟုတ်လားအနည်းဆုံးတော့စောင့်အောင်ပါပဲအဲ့လားကံတရားဆိုဒီမှာအခုလို့အခုမကြုံသေးဘူးနော်အခုကြုံပေးပြီမျိုးစိတ်လိုပဲသူအကျိုးမပေးတော့အပိုင်း3ပိုင်းနဲ့ကံတရားကအကျိုးထုတ်လို့တာဖြစ်တယ်လူရဲ့ရင်ထဲမှာဖြစ်သွားတဲ့စေရနာဇောတွေဟာပထမဆုံးဖြစ်တဲ့စေရနာဇောရဲ့စွမ်းအားကအလွန်ကြီးမကြီးသည့်အတွက်ကြောင့်အကျိုးပေးရရှိရင်ဒီဘဝအတွင်းမှာပဲအကျိုးပေးသွားအဲ့ဒါကိုဒိဋ္ဌဓမ္မဝေရဏိယကံလို့ခေါ်တယ်အဲ့ဒီတဲ့အင်အားကောင်းတဲ့တတမေဇောလို့ခေါ်တယ်နောက်ဆုံးအဆင့်မှာရောက်တဲ့အင်အားပြည့်တဲ့ကံကြတော့ဒုတိယဘဝမှာကျုပ်ပြီးစောင့်ရမယ်သိသည်